တို့မြန်မာလူမျိုးတွေရဲ့နေ့စဉ်ချက်ပြုတ်စားတောက်မှုတွေထဲမှာအုံသီးဆိုတာမပါမဖြစ်ပါပဲမုတ်တွေစားတောက်ဖွယ်ရာတွေချက်ပြုတ်ဖန်တီးဖို့သုံးပြုလိုက်ရတဲ့အုံသီးတွေဆိုတာဒုနဲ့တေးပါပဲဒီများပြားလာတဲ့အုံသီးတွေရဲ့အုံခွန်နေရအောင်ဘာတွေဖြစ်သွားကြသလဲအမိုက်ကျမတို့အားလုံးအမိုက်ဖြစ်သတ်မှတ်လိုက်တဲ့ဒီအုံခွန်လေးတွေကိုသူမကတော့တေချာပြုပြင်ပြင်ဆင်ပြီးသူတို့အတွက်ဒုတိယသက်တစ်ခုကိုဖန်တီးပေးဖို့ကြိုးစားခဲ့ပါတယ်တီထွင်ဖန်တီးသူတိုင်းမှာပြောပြစရာပုံမြင်နေအများကြီးရှိနေတတ်ကြပါတယ်။တာမန်အိမ်အောင်ရှင်မဘွားကနေတီထွင်ဖန်တီးသူဖြစ်လာဖို့သူမတို့မှမဖြစ်မနေအခက်ခဲဆိုတာကိုကြုံတွေ့တတ်ကြရပါတယ်။ဒီနေ့မှာတော့အမိုက်ဘွားကနေလက်ဝတ်လက်စားနဲ့လူသုံးဆောင်လေးတွေဖြစ်ဖန်တီးအသက်သွင်းပေးနေသူ handmade ပိုင်သိမ့်ရဲ့ founder မသိမ့်သိမ့်မြတ်နဲ့တွေ့ဆုံဖြစ်ခဲ့ပါတယ်။ဖန်တီးသူလမ်းကြောင်းပေါ်ကိုရောက်ရှိလာဖို့သူမပထမဆုံးကြုံတွေ့ခဲ့ရတဲ့ဘဝတစ်စစ်ချိုးခတ်ခဲ့ရတော့သူကအရန်ကလေးတယောက်တော့မွေးလိုက်ပဲသူများကလေးနဲ့မတူတဲ့အရန်struggle လုပ်ရတာပေါ့နော်အဲ့ကကျတော့သူ့ကိုမွေးလိုက်တဲ့အချိန်မှာလုံးဝမအိပ်တော့မအိပ်တဲ့ခါကျတော့အလုတ်ကနေပြီးတော့နားလိုက်ရတာပေါ့နော်ကိုယ့်ရဲ့အိတ်ချိန်ကဘာဖြစ်လဲဆိုတော့မနက်9နာရီဆိုအိတ်တယ်နေ့လယ်12နာရီလောက်ထိအဲ့ဒါအိတ်ချိန်ဖြစ်နေတာပေါ့နော်အဲ့ဒီအရာကြီးကိုတေးခံပြီးပြောင်းနေလည်းမရအောင်အဲ့တော့အလုတ်ထွက်လိုက်တယ်ထွက်ပြီးတော့မှသူ့ကိုမွေးပြီးတော့မှသူ့ကိုဂယူးဆိုင်ရတယ်အဲ့ဒါနဲ့အလုပ်ထပ်ပြီးတော့စဉ်းစားလိုက်တယ်ငါ2နှစ်တော့သူ့ကိုဂယူးဆိုင်မယ်မိခင်တို့တိုက်ကျွေးမယ်ပြီးတဲ့ခါကျရင်ငါပြန်ပြီးတော့အလုပ်ဝင်မယ်ပေါ့အဲ့လိုစိတ်ကူးလေးနဲ့ page လေးတစ်ခုသူ့ပြုစုနေတဲ့အချိန်မှာအရန်စိတ်တင်ညစ်တယ်အလုပ်သွားနေတယ်တစ်ချိန်လုံးလှုပ်ရှားခဲ့တဲ့လူကအဲ့လိုရက်လိုက်ရတော့အစိမ်မပြေဘူးပေါ့နော်ကိုဝင်တဲ့ကျတော့ကိုသားလေးကိုစိတ်ကူးရင်တာပေါ့နော်သမီးလေးလားသားလေးလားတော့မသိပေမဲ့အဲ့ crochet တွေခြေအိတ်ကလေးတွေကိုပြန်စတယ်ခြေတွေပြန်ရှာဝယ်တယ်ပြန်လို့ဖြစ်တာပေါ့ကီးချင်းလေးတွေကစမယ်9နိုင်တာလေးတွေလုပ်မယ်ဆိုအိတ်တွေစသဖြင့်ကီးချင်းတွေအဲ့တော့တောက်လျှောက် crochet item တွေပေါ့နော်ညာတော့ဖြစ်ကို own creation လေးတွေကိုတေချာလေးပြန်ပြီးတော့မှတေးသေးလေးပဲဖြစ်ပါစေအဲ့လိုလုပ်တာများတယ်ပေါ့စိတ်ပြီးလုပ်လိုက်ရတာချက်ဆိုင် inspire တော့ယူတယ်အဲ့ဒါမျိုးလေးတွေလုပ်ပြီးတော့ handmade by တိတ်ဆိုပြီးတော့ page လေးထောင်လိုက်တာပေါ့နော်